ဘာပါကျွန်တော်အကယ်ရွေးဒါမှမဟုတ်တကယ်လို့ဆိုတာကိုမို့လို့ယောရတော့တာတွေ့တယ်ယောရဘောနော်ဒီမှာယောကအတန်လေးဖြစ်တဲ့အတွက် y အခက်တော်နဲ့ရေးထားတယ်ယောရဘောနော်တော့တကယ်၍တကယ်လို့ပေါ့နော်စကားနဲ့ပြောနေတကယ်လို့လည်းတော့တကယ်လို့ငါဆိုရင်ငါလောက်ပြီးသွားပြီလို့ပြောချင်တယ်တကယ်လို့ငါဆိုရင်ယောရဥဝတိငါလောက်ပြီးသွားပြီဥကလုံးတော့အားရပြီးသွားတာတော့အားပြီးသွားပြီဆိုတော့တော့အားရတကယ်လို့ငါဆိုရင်ငါလောက်ပြီးသွားပြီယောရဥဝတိဥကလုံးတော့အားရတကယ်လို့တတိထားရင်နင်းမြင်မယ်ယောရတကယ်လို့တတိထားရင်ကြော့စတော့တယ်စတော့တတိစတော့အတန်ထွက်ကစတော့ယောရကြော့စတော့တယ်တကယ်လို့တတိထားရင်ပေးညတ်နုံနင်းမြင်မယ်ကဲလို့ဖြစ်လာရင်ဘာလုပ်မလဲယောရဖြစ်လာရင်ဆိုတော့ကလေးယောရတော့ကလေးတဲ့မုတ်စပါတော့လောက်တာကစပါကိုကျွန်တော်တို့အစင်းနဲ့ရေးတယ်ဆိုရင်ဒီမျိုးဟုတ်ပါတိုင်အောက်ကပါပြီးတာပေါ့နော်ယောရတော့ကလေးတဲ့မုတ်စပါတော့အဲ့လိုစင့်ပြီးရေးလိုက်ရင်ဒါဒီလိုမျိုးဖြစ်တယ်ဆိုတော့ဒီလိုဖြစ်လာဘာလုပ်လဲယောရတော့ကလေးတဲ့မုတ်စပါစင့်ပြီးဒီလိုမျိုးရေးရတယ်ဒီလိုမျိုးပေါင်းရေးလို့ရတယ်ပေါင်းရေးတယ်ကျော်ရောနဲ့တော့ပြန်ပြီး most ပါတော့ဒီလိုဖြစ်လာပါလို့ပဲတကယ်လို့မဖြစ်လာရင်ရောဘာလို့ရောရဟိတော့ပြန်ပြီးဘာဆက်လုပ်လဲ move check ပါတော့ move check ပါတော့အဲ့ဒါကိုစင်ပြီးရေးချင်းဒီလိုမျိုးရေးလိုက်ပါလေရောရဟိတော့ပြန်ပြီး move check ပါတော့ဘယ်လိုမဖြစ်လာရင်ဘာဆက်လုပ်လဲတော့ဖြစ်ပါတယ်အဲ့တော့အဲဆိုရင်ကဲ use structure ဖြစ်ပါ